အော်ရွှေမြင်းလေးလေးနဲ့တွေ့ပြန်ပြီအိမ်မိုင်ဆိုးမှာရွှေမြင်းလေးလည်းရှိတယ်ဒီမှာလည်းရွှေမြင်းလေးရှိတယ်ကေးရအတွက်အမှတ်တရနော်အဖွင့်ပွဲခန်းသားမှာလည်းဒီရွှေမြင်းနဲ့ပဲမတို့ဖွင့်ပွဲလုပ်ခဲ့ပါတယ်အခုဟုတ်ရဲ့မျောလင်းခြင်းနဲ့တူကနေဘို I hope ကနေဘိုမငယ်တို့ကေးရမှာမကြခင်ကောင်တာဖွင့်မဲ့ခန်းသားလေးတွေလည်းရှိပါတယ်အားလုံးလည်းဖိတ်ခေါ်ပါတယ် Hope Cafeteria မကြခင် Hope Cafe ကနေထုတ်လွှင့်ပေးမယ်နော် bread cake အဲ့ဒါလေးရသစုံလေးနဲ့တွေ့ရအောင်ပါနောက်ပြီး Badness ဆိုတာကကိုယ့်ရဲ့ကျန်းမာရေးအတွက် collagen nutrition ပေါ့နော်အားစီးအတွက် Hope ကိုလည်းအားဖြည့်ပြီးပါရစေ Hope Badness ပါဒါကမကြခင်ဖွင့်လှစ်တော့မဲ့ကေးရမှာရှိတဲ့ I hope ကနေဘူး new concept ပါကေးရမှာမကြခင်ဖွင့်လှစ်တော့မယ်ဖြစ်ပါတယ်เนาะအခု new concept ကထူးခြားတယ်ဒါက lively skin wear lively ဆိုတော့မငယ်တို့ခုလိမ့်တာလို့ cosmetic ကလှတယ်လှပြီးမဲ့အသက်ဝင်ဖို့လိုတယ် lively ဖြစ်သလားပေါ့ပါသလားเนาะအသက်ဝင်သလားအသက်ဝင်မှုကလည်းပေါ့ပါစေပေါ့ပါမှုကလည်းလှပစေတယ်ဒါကြောင့်တဘာဝကြကြလေးလှခြင်းပြီဆိုတော့ကနေဘိုးရဲ့ foundation ကိုမမေ့ပါနဲ့เนาะနောက်တစ်ခုမဖြစ်မနေပြချင်တာက email ရေးပြလိုက်ပါအောင်ဒါက day cream နဲ့ night cream ဒါနောက်ဆုံးထွက်တာပေါ့နော်ဒါလေးကြည့်ရအောင် cream or dream နော်ထိုင်ရှင်းဆိုတာကပြောလိုက်တာ ਨੇ တေကားစားကလေးလေးတယောက်လူရဲ့အသားရည်ကိုပြန်ပြီးတော့ regain ပြန်ရတာဒါလေးကကိုဘွားရဲ့ cream ဖြစ်တယ်လို့ကိုဘွားရဲ့ dream လည်းဖြစ်တယ် your cream is your dream just a carnival ကလေးတွေရဲ့ဆွမ်းမကကလေးတွေရဲ့ I hope carnival ကဗမာပြည်တစ်ပြည်လုံးမှာရှိတဲ့ carnival ချစ်သူများအတွက်ညှော်လင့်ချက်တစ်ခုပါသူတို့ရဲ့ dream တစ်ခုပါလို့เนาะဤမျိုးလည်းနည်းနည်းပြောပြပါအောင်เนาะမှာဒါလေးက color cosmetic တောင်မပြရသေးဘူး color cosmetic ကဒါ very vibrant เนาะကြည့်လိုက်ရင်တော့ပြင်းတယ်လို့ထင်ရပါမယ် very lively เนาะပြင်းထန်မှုရဲ့နောက်ကမှာအသက်ပွင့်မှုနဲ့အားကိုအင်းတွေပြည့်ရှိတဲ့ cosmetic ပါเนาะခဏလေးရှင်းပြလိုက်ပါအောင်ဒီပစ္စည်းကဒါတွေကတော့ကာနီဘိုရဲ့ skin harmonizer လေးပါသူကတော့အခုနောက်ဆုံးပေါ့နော်ကာနီဘိုမှာ I hope ကာနီဘိုမှာနောက်ဆုံးထွက်တဲ့ series လေးပါသူက skin ကိုအရန်ကိုတိတာပြောင်းလဲပါတယ်သူ့ကိုသုံးတဲ့ခါကြားလို့ရှင်ပေါ့နော်ဒီ plane ကိုဒီမျိုးလေးစိတ်လုပ်ပြီးတော့20လောက်လိမ့်လိုက်တာနဲ့အသားရည်အတွင်းထဲကိုစိတ်ဝင်သွားပြီး skin ကိုလုံးဝကြည်ပြောင်တင်းပါတယ်နောက်အရေးကြောင့်မဲဆက်အတွက်လည်းလုံးဝလှည့်ကြည့်စရာမလိုပါဘူးအသားရည်အတွက်ကိုလုံးဝရေတက်ကို 100% ပြန်ဖြည့်ပေးပါတယ်ပစ္စည်းလည်းရန်ကောင်းပါတယ်သူကကြောင့်လီလီပန်းရဲ့အစီနည်းနဲ့လောက်တဲ့အတွက်အသားရည်ကိုအဓိကပေါ့နော်ဟိုရေတက်ကိုပြေးသွားအသားရည်ကြည်ပြီးတော့နူးညံ့ပြီးတော့ပေါ့နော်ဟိုဘယ်လိုပြောမလဲဝင်းဝင်းပပလေးတင်းတင်းပြန်လုပ်ပေးပါတယ်ရှင်ဒါကတော့ I hope ကာနီဘိုရီယာပေါ့နော် facial solution လေးဖြစ်ပါတယ်သူကကြောင့်သုံးတဲ့ခါကျတော့အသားတော့စိတ်မူအားလည်းကောင်းတယ်သူကကျတော့ toner ရဲ့ effect တွေရောနူးရဲ့ effect တွေရော serum ရဲ့ effect တွေရောအကုန်ပါတဲ့အတွက်အသားရည်ကိုချက်ချင်းလိမ့်ချက်ချင်းတိတာပြီးအသားရည်တင်းရင်းစေပါတယ်ဟိုလူငယ်ရောလူကြီးရောပေါ့နော်ကြားမမရွေးအကုန်လုံးနဲ့သုံးလို့ရပါတယ်အဖြစ်မနေပြောရမယ့် story လေးတစ်ခုရှိတယ် you are exceptional the exceptional ဒီမျိုးကြီးဒီ exceptional လေးကသမီးတို့အတွက်ဘယ်လိုအမှတ်တရလေးတွေကြံခဲ့လဲသူကတော့ဘယ်လိုလဲအသားရည်တွေလည်းအရင်အနုစင်ဆုံးလည်းဖြစ်တယ် customer ရဲ့အသက်နှလုံးလည်းဖြစ်တယ်ပေါ့နော်သုံးတဲ့ခါကျတော့တိတိတတလို့မျက်နှာလေးကိုနူးညံ့ပြီးတော့ကြည်လင်ဝင်ပစေပါတယ်အဲ့တော့ customer တိုင်းရဲ့အသက်နှလုံးလေးလည်းဖြစ်ပါတယ် the extension လေးကတော့ဘာမဆို okay ရယ်เนาะတစ်ခုတည်းနဲ့ဘဝတစ်ခုလုံးပေးနိုင်တဲ့တကယ်အကောင်းဆုံးအသက်နှလုံးမှာလို့ you are exceptional the heart of carnival thank you ပါ